ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာဧပြီလ29ရက်ည9:50မိနစ်50အချိန်ခန့်ကမိုးသီးထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်လဲတော်ခမ်းကျေးရွာအုပ်စုနဲ့မိုင်းဖုံးကကျေးရွာနဲ့ပုံထွန်ကျေးရွာရပ်ကွက်များမှာနေအိမ်ပြိုကျပျက်စီးခဲ့တဲ့အိမ်နောက်စုများကိုထောက်ပံ့ငွေနဲ့ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကိုဧပြီလ30ရက်နေ့လယ်ပိုင်းကခရိုင်မြို့နယ်စုပေါင်းရုံးရှိမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာကျင်းပပါတယ်။ပထမဦးစွာမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားပြီးဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးကနေအိမ်ပြိုကျပျက်စီးခဲ့တဲ့အိမ်နောက်စုများအတွက်ထောက်ပံ့ငွေနဲ့ကယ်ဆယ်ရေးပစ္စည်းများပေးရခြင်းရဲ့ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကလေပင်သစ်ပြည်သူ22ဦးကိုထောက်ပံ့ငွေနဲ့ကယ်ဆယ်ရေးပစ္စည်းများကိုပေးအပ်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ရဲတော်ခမ်းကျေးရွာအုပ်စုအောက်ချမ်းသာကျေးရွာနှင့်ပုတ်ထုံရပ်ကွက်တို့မှာလုံးဝပြိုကျပျက်စီးခဲ့တဲ့အိမ်ခြေ2လုံးအိမ်နောက်စု2စုအတွက်ကယ်ဆယ်ရေးပစ္စည်း16မျိုးအိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်4သိန်းနဲ့တစိမ့်တစ်ပိုင်းအမိုးလံပျက်စီးခဲ့ရတဲ့အိမ်ခြေ18လုံးအတွက်အိမ်ဆောက်ပစ္စည်း8သိန်း5သောင်းအိမ်နောက်စု19စုမှလူဦးရေ66ဦးအတွက်စံရိတ်ခါဘူးတန်ဖိုးငွေကျပ်3သိန်း3သောင်းကို၎င်းဧပြီလ28ရက်နေ့မှာလေပြင်းတိုက်ခိုက်မှုကြောင့်မိုင်းဖုံးကကျေးရွာအုပ်စုနောက်ကျန်လာဟူရွာမှာလုံးဝပျက်စီးခဲ့တဲ့အိမ်ခြေ2လုံးအိမ်နောက်စု2စုလူဦးရေ4ဦးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်2သိန်းစံရိတ်ခါဘူး2သောင်းကယ်ဆယ်ရေးပစ္စည်း16မျိုးတို့ကိုတာချီလိတ်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တာဝန်ရှိသူများကလေဘေးသင့်ပြည်သူများထံလက်ဝယ်အရောက်ပေးရခဲ့တယ်လို့သတင်းရရှိပါရရှင်။